မင်္ဂလာပါရှင် ICT ခိကိုက်တွေကိုစိုက်မှာဘယ်လိုမျိုးအသုံးပြုကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာ sharing လုပ်ပြီးသွားမှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့စိုးစားရှိစလို့ခေါ်တဲ့ခန်းထဲကနေပြီးတော့မှအဝေးထိန်းကလုတ်ကိုအသုံးပြုပြီးတော့မှစက်တွေကိုမောင်းနေတာဖြစ်ပါတယ်အခုဒီမြင်နေရတဲ့ project လေးကတော့ Ando2 လို့ခေါ်တဲ့မီကိုခေါင်းတိုင်ပေါ့အဲ့မီကိုခေါင်းတိုင်ကိုဖြိုတဲ့ project လေးဖြစ်ပြီးတော့သူ့အပြင်ကိုသူ့ရဲ့အောက်မှာရှိနေတဲ့စိုက်ရုံးငန်းလေးကိုပါဖြိုတာပေါ့နော်ပုံမှန်အဖြစ်လူနဲ့ပဲမောင်းနေတဲ့စက်တွေကိုအသုံးပြုမယ်ဆိုရင်အပေါ်ကမီကိုခေါင်းတိုင်ကပြုတ်ကျလာနိုင်တဲ့အတွက်အန္တရာယ်ရှိတယ်လို့သတ်မှတ်ပြီးတော့ ICT နည်းနဲ့အဝေးထိန်းမူချင်းကစက်တွေကိုအသုံးပြုတာဖြစ်ပါတယ်ပုံထဲမှာမြင်နေရတဲ့အတိုင်းဘယ်ဘက်အောက်ခြေမှာပြထားတဲ့စိုးစားရှိစုမှာကတော့ပခိုးမောင်းနေမဲ့ operator တွေကအဲ့ဒီအခန်းထဲကနေပြီးတော့မှမောင်းနေတာဖြစ်ပါတယ်ပခိုးမှာကတော့စိုးစားရှိစုနဲ့ချိန်ထားတဲ့ antenna လေးတွေနဲ့ပြီးတော့ကင်မရာပေါ့နော် operator ကကြည့်လို့ရမယ်ခောက်ခုတုံမျိုးမျိုးမြင်လို့ရမယ်ကင်မရာလေးတွေကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်အဲ့ဒီကင်မရာကိုကြည့်ပြီးတော့ operator ကမောင်းနေတာဖြစ်ပါတယ် truck ကလည်းပခိုးလိုပဲ antenna နဲ့ကင်မရာတွေတက်ဆင်ထားပါတယ်အဝေးထိန်းအနေနဲ့အသုံးပြုလို့ရတဲ့စက်ပစ္စည်းတွေကဘခိုးတို့ထရပ်ကားတို့အပြင်ကိုဘူဒိုဇာတို့နောက်ခိုက်တိုက်ခိကိုက်ပေါ့နော်ဖြိုတဲ့စက်တွေမှာလည်းအသုံးပြုတယ်ပေါ့နော်ပုံမှန်ကြီးအဝေးထိန်း system အနေနဲ့ကမျိုးစား၄မျိုးရှိပါတယ် cockpit type နဲ့ table type ရဲ့နောက်ရွေးရှားနေတဲ့ type ရဲ့ Logicon လို့ခေါ်တဲ့ remote control type ရဲ့ဆိုပြီး၄မျိုးရှိရပေါ့နော်ဒါတော့ cockpit type လေးရဲ့အပြင်မှာရွေးရှားနေတဲ့ပုံစံပါနောက်တစ်ခုကတော့ Logicon လို့ခေါ်ကြပါတော့ remote control နဲ့တုံးပြတဲ့ပုံစံလေးဖြစ်ပါတယ်။သူကတော့ cockpit type လိုမျိုးအရန်အဝေးရနေလမ်းမျိုး control လုပ်လို့တော့မရဘူးပေါ့နော်။စပင်းစီရဲ့ခိကိုက်ရဲ့အနီးအနားမှာပဲ Logicon နဲ့ control လုပ်တာများပါတယ်။